မင်းတို့ရဲ့ဘဝမှာရေသာခိုးပြီးအပြင်းထူနေရင်မနက်စောစောထပြီးလေ့ကျင့်ခန်းတွေလုပ်ဖို့တက်ကြွတဲ့ဆန္ဒမရှိဘူးဆိုရင်အသင်းအတွက်လုံလောက်တဲ့ဂိုးရည်အတွက်ကိုရမှာမဟုတ်ဘူးလူရပန်းနိုင်ရောက်သွားလို့တင်ပါရလိုက်တယ်ဆိုတာတိတ်အရေးမကြီးပါဘူးလူရပန်းနိုင်ရောက်သွားပြီးမှတင်ပါဖြစ်လာတယ်ဆိုတာပိုအရေးကြီးပါတယ်အောင်မြင်မှုအတွက်လှုပ်ဝဲချက်တွေမရှိပါဘူးဒါတွေကိုရှာရင်အချိန်မဖြုံးနဲ့အောင်မြင်မှုဆိုတာလုပ်ငန်းပြီးမြောက်အောင်ဆောင်ရွက်ခြင်းအလုပ်ကြိုးစားခြင်းအရှုံးတွေကနေသင်ခန်းစာယူတတ်ခြင်းကိုယ်လုံးကင်ဆောင်ရွက်ပေးနေတဲ့သူတွေပေါ်မှာတစ္ဆာရှိခြင်းနဲ့ဇွဲရှိခြင်းအစားရှိတာတွေကနေထွက်ပေါ်လာတဲ့ရလဒ်ပါခွန်အားနဲ့ဇွဲကအရာရာကိုပြောင်းလဲသွားစေနိုင်ပါတယ်တမ္မဏိဆိုတာဘပဲပိုထဲမှာအဆန်းသက်ခံတန်ခံပြီးမှမာကျောလာရတာဖြစ်တယ်ဒုက္ခဆိုတာလဲလူတစ်ယောက်ရဲ့လက်ယုံရည်နဲ့နှလုံးရည်ကိုတိုင်းတာတဲ့ကိရိယာတစ်ခုပါဆရာထက်တန်ခြင်းပါးရည်နဲ့ရည်ရှိခြင်းနဲ့ဇွဲကောင်းခြင်းတွေဟာအောင်မြင်မှုတွေကိုမကြာမကြာရနေအောင်အများဆုံးဆောင်ကျဉ်ပေးနိုင်တဲ့အရေးအချင်းတွေဖြစ်ပါတယ်ဘယ်တော့မှရှုံးမပေးပါနဲ့ဘာလို့လဲဆိုတော့ဒီရေဆိုတာအတက်ကြရှိနေတယ်လို့အခြေအနေတွေဆိုတာလေအမြဲတမ်းပြောင်းလဲနေတတ်လို့ပါတင်ကြိုက်တဲ့အချိန်မှာနောက်ထပ်တစ်လွင်လက်ဆက်တဲ့ခြေလမ်းတစ်ခုကိုစားတင်နိုင်ပါတယ်ဒီလိုလှုပ်လိုက်တဲ့အခါရှုံးဆိုတာကြာရှုံးခြင်းဖို့ပဲရက်တက်နေကြတာဖြစ်တယ်ဆိုတာကိုသဘောပေါက်လာပါလိမ့်မယ်လူဆိုတာတားဆီးမှန်သမျှကိုဇွဲလုံးလားတွေရဲ့အကူအညီနဲ့တဖြည်းဖြည်းချင်းဖယ်ရှားသွားနိုင်ရမယ်ပြောင်းလဲမှုတွေအားလုံးကိုကြော်ဖြတ်သွားနိုင်ပြီဆိုရင်သင်ဟာလွတ်မြောက်သူတူလည်းဖြစ်သွားပါပြီကျွန်တော်ဟာလေတိုက်တဲ့အရက်လေတိုက်နှုံစားတဲ့လေနဲ့ပတ်သက်တာတွေကိုစီစဉ်ညွှန်ကြားနိုင်သွားမရှိပါဘူးဒါပေမဲ့ပင်လယ်ခီးကိုသွားတဲ့အခါမှာကျွန်တော်ရဲ့ရွက်တွေကိုချိန်ကြည့်ပြီးကျွန်တော်လိုတဲ့ခီးကိုရောက်အောင်အမြဲသွားနိုင်ခဲ့ပါတယ်ပြောင်းလဲခြင်းဆိုတာနေရာမှာတစ်ခုပါဒါကြောင့်လည်းအတိတ်ဒါမှမဟုတ်ပြစ္ဆုတ်ပံတစ်ခုတည်းကိုကြည်တတ်တဲ့သူတွေဟာတေချာပေါက်အနာဂတ်နဲ့လွဲကုန်ကြတာဖြစ်ပါတယ်ပညာရှိတစ်ယောက်ဟာသူ့ရဲ့စိတ်ကိုအမြဲတမ်းပြောင်းလဲနေပေမဲ့အယူတစ်ယောက်ကတော့ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူးဘုဒ္ဓရကြွယ်ဝခြင်းအရာရာကိုနေ့စဉ်နေ့တိုင်းစုဆောင်းပါပညာနဲ့ပြည့်စုံခြင်းတော့မလိုအပ်တဲ့အရာတွေကိုစိတ်ထဲကနေနေ့စဉ်နေ့တိုင်းဖယ်ရှားပေးပါတစုံတစ်ခုကိုမကြရင်ပြောင်းလဲပြစ်လိုက်တကယ်လို့ပြောင်းလဲနိုင်သွားမရှိရင်မင်းရဲ့အမြင်နဲ့သဘောထားကိုပြောင်းလဲပြစ်လိုက်ထိုင်ပြီးညှိညူနေလို့တော့ဘာမှဖြစ်မလာဘူးအပြောင်းလဲတွေကတင့်ကိုစိန်ခေါ်တာမျိုးဒါမှမဟုတ်တင့်ကိုကြိမ်းမောင်းချောက်လန့်ပြီးတတိပေးတာမျိုးတွေလှုပ်လာနိုင်ပါတယ်ဒီအချိန်မျိုးမှာတင့်ရဲ့ယုံကြည်မှုကပဲအောင်မြင်မှုစီကိုလမ်းပြပေးနိုင်ပါတယ်လူတချို့ကသာမိဘရဲ့အလင်းရောင်ကိုမြင်လိုက်တာနဲ့သူတို့ရဲ့လမ်းကြောင်းကိုပြောင်းလဲနိုင်ခဲ့ကြပြီပဲကြံတဲ့သူတွေကတော့မိဘရဲ့အပူနဲ့ဟမ်းမိမှသာသူတို့ရဲ့လမ်းကြောင်းကိုပြောင်းလဲပြစ်တတ်ကြပါတယ်ပြောင်းလဲမှုတွေကိုလက်မခံတဲ့သူတွေဟာဆုပ်ယုပ်ပျက်စီးမှုတွေအတွက်ပုံစံထုတ်နေတဲ့သူနဲ့တူပါတယ်တိုးတက်မှုတွေကိုလက်မခံနိုင်တဲ့တခုတည်းသောလူအဖွဲ့အစည်းဆိုတာတင်းကြိုင်းမှာပဲရှိပါတယ်